ပရိသတ်တယောက်ကကွင်းထဲလှမ်းပစ်ပေးလိုက်တဲ့ဂျာစီအင်ဂျီကိုဒီကစားသမားကနင်းမိသွားတဲ့အခါငုံကြည့်ယုံတင်ကြည့်ပြီးဘာမှမလုပ်ပဲလှည့်ထွက်သွားခဲ့တဲ့ခရစ္စတီယာနိုရိုနယ်ဒိုကတော့ဒီလိုအခြေအနေမျိုးမှာလုံးဝကွဲပြားခြားနားစွာတုံ့ပြန်ခဲ့ပါတယ်ပရိသတ်တယောက်ပစ်ပေးလိုက်တဲ့တပူမျက်နှာတုပ်ပေါ်ဟာမြေပြင်ပေါ်ကျသွားတာကိုမြင်ချင်းပဲသူချက်ချင်းငုံကောက်ပြီးတခြားသူတွေမနှင်းမိမဲ့နေရာမှာတေးသေးချာချာသွားတင်ပေးခဲ့ပါတယ်တခါကလည်းလမ်းဘေးမှာပရိသတ်တွေကဒီကစားသမားစီကအမတ်တရလက်မှတ်ရဖို့စောင့်နေကြတဲ့အခါသူကတော့ပရိသတ်တွေကိုလှည့်တောင်မကြည့်ပဲဒီအတိုင်းတန်းလျှောက်သွားခဲ့တဲ့သူနဲ့အတူတပ်ပုံတွဲရိုက်ဖို့ကြိုးစားတဲ့ပရိသတ်တယောက်ကိုဆိုရင်အတင်းတွန်းထုတ်ပစ်ခဲ့သေးတာပါဒါပေမဲ့ရိုနယ်ဒိုစီမှာဒီလိုမျိုးကြုံရတဲ့အခါကျတော့တုံ့ပြန်ပုံချင်းလုံးဝကိုကွာခြားသွားပါတယ်သူဟာခြေလမ်းတွေကိုရက်ပြီးသူ့ကိုစိတ်ရှည်လက်ရှည်စောင့်မျှော်နေကြတဲ့ကလေးပရိသတ်လေးတွေကိုအမတ်တရလက်မှတ်တွေထိုးပေးခဲ့ပါတယ်ပရိသတ်တယောက်ကသူမချစ်ရတဲ့အိုင်ဒေါနဲ့တွေ့ချင်လို့ကွင်းထဲကိုပြေးဝင်လာတဲ့အခါဒီကစားသမားကရည်ရွယ်ချက်ရှိရှိနဲ့ကန်ချလိုက်လို့အဲ့ဒီပရိသတ်ခမများမြေပြင်ပေါ်လဲကျသွားခဲ့ရပါတယ်ဒါပေမဲ့ရိုနယ်ဒိုစီကိုပရိသတ်တယောက်ကွင်းထဲပြေးဝင်လာချိန်မှာတော့သူ့ရဲ့တုံ့ပြန်မှုကတကယ်ကိုရင်သက်ရှုမောစရာကောင်းခဲ့ပါတယ်သူ့ရဲ့ပထမဆုံးဗီဇစိတ်အရလုံခြုံရေးတွေကိုအဲ့ဒီပရိသတ်ကိုအတင်းဆွဲမထုတ်ဖို့အချက်ပြခဲ့ပြီးစိတ်ရှည်လက်ရှည်စောင့်ပေးကတပ်ပုံပါအတူတူတွဲရိုက်ခွင့်ပေးခဲ့ပါတယ်အမာခံပရိသတ်တယောက်ကဖုန်းလေးကင်ပြီးတပ်ပုံတွဲရိုက်ဖို့ဒီကစားသမားစီပြေးလာမှလဲသူကအတင်းပဲတွန်းဖယ်ပစ်ခဲ့ပါတယ်စန့်ကျင်ဘက်အနေနဲ့ရိုနယ်ဒိုကတော့ပရိသတ်တွေတပ်ပုံရိုက်ဖို့အနားရောက်လာတဲ့အခါဘယ်တော့မှညှင်းဆန်လေးမရှိပဲပရိသတ်ကပါနွေးနွေးထွေးထွေးဖက်လိုက်လဲရှိခဲ့ပါတယ်ပွဲစဉ်တစ်ခုအတွင်းမှာကောင်လေးတယောက်ကဒီကစားသမားကိုနှုတ်ဆက်ဖို့လက်ကမ်းပေးခဲ့ပေမဲ့သူကတော့လုံးဝဥပိ္ပခါပြုပြီးကြော်သွားခဲ့ပါတယ်ဒါပေမဲ့ရိုနယ်ဒိုကတော့သူ့ကိုနှုတ်ဆက်ဖို့လက်ကမ်းပေးတဲ့ပရိသတ်တွေနဲ့တွေ့တိုင်းအနားကိုရှောက်သွားပြီးစကားဆမြည်ပြောတာအမတ်တရလက်မှတ်ထိုးပေးတာမျိုးတွေနဲ့အမြဲအလေးနဲ့ထားတုံ့ပြန်လေးရှိပါတယ်တကယ်စူပါစတာစစ်တယောက်ဖြစ်ဖို့ဆိုရင်ကွင်းထဲမှာထူးချွန်ပြောင်မြောက်တဲ့အရေးချင်းရှိုံတင်မလုံလောက်ပါဘူးမိမိကိုအားပေးနေတဲ့ပရိသတ်တိုင်းကိုဘယ်လိုလေးစားရမလဲဆိုတာကိုလည်းသိဖို့လိုအပ်ပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုကိုတန်းပေါင်းများစွာသောပရိသတ်တွေကချစ်ခင်မြတ်နိုးကြတာဟာသူကွင်းထဲမှာရယူနိုင်ခဲ့တဲ့အောင်မြင်မှုတွေကြောင့်တင်မကပဲပရိသတ်တွေရဲ့အချစ်ကိုကျင်နာနှွေးထွေးမှုတွေနဲ့ပြန်လည်ပေးဆက်တက်လို့လည်းဖြစ်ပါတယ်